နီကောင်းကရှင်ပြန်မဲ့ဖိုက်တာအသက်73နှစ်အရက်40လမှာဝိတ်38 kg ပွဲ3ပွဲရှိနေထားတာမှာနှစ်ပွဲသာတစ်ပွဲတည်ပြီးရေကလာတလောက်လာဖိုက်တာဖို့ချစ်တဲ့ဖိုးချစ်တယ်ပဲဖြစ်ပါတယ်ခင်ဗျာအပြာတော့ဖိုက်တာကလည်းအသက်15နှစ်အရက်5ပေဝိတ်38 kg ပွဲ3ပွဲရှိနေထားတာမှာနှစ်ပွဲသာတစ်ပွဲရှုံးပြီးNSMA ကလပ်မှာနောက်စံပါဖိုက်တာနေစီတာဖြစ်ပါတယ်ဗျာโอเคကျွန်တော်ဒီ73နှစ်ပဲရှိသေးတယ်နေအောင်လုံးက73နှစ်တရားက9ပေမပြည့်ဘူးချီရမှာပဲဟိုကန်ကျန်းနဲ့စဖွင့်နေရေကလကကောင်းလေးကကန်ကျန်းလေးတွေကလုံးဝပုံစံကျရနော်ပုံစံကျရင်အပေါ်တော်တော်မြောက်တယ်လို့ပြောလို့ရတယ်နန်းဆန်ကလေးအေးနန်းဆန်ကလေးရဲ့လက်သီးတွေအဲ့ဒါကိုပြောတာ distant တော့ကောင်းတယ်ထိနေတာကလင်း shot ချက်ထိုးရတယ်ဟိုနန်းဆန်ကလေးက distant ထိတာတော့ကောင်းတာပဲနော်distance ထိန်ကောင်းတဲ့အပြင်ကိုသူအရှောင်းတော်တော်ကောင်းတယ်။ corner ထွက်တာလည်းကောင်းတယ်။ပညာဆုံးတော့ကြီးလေ။ငယ်တော့တက်လုံမှာတော့တိတ်ပြောကြမလို့ဗျာ။ဒါပေမဲ့ကြောက်တော့ကန်ချက်အောက်ပိုင်းကန်ချက်တွေရော push kick တွေရောလုံးဝခုနကဆိုလို့ရှိရင် push kick ကလည်းအန်ရများတဲ့ push kick ထဲမှာပါတယ်။ဂတ်တာပွင့်နေတေးရ။အိုးအောက်ပိုင်းကန်ချက်တွေဝင်နေ။ဝေးဒါတော့အချိန်ကြောင်းတော့တောင်းကြသွားတာပါညီလေးထိုးလို့မပေါ့ဒီကစ်တွေအေးခုနညောင်တော့ထိကုန်ကြပြီညီလေးကဒါတေနကားပြူလာထဲမှာပါတယ်ဗျအေးအောက်ပိုင်းကန်ချက်တွေကောင်းလေ low kick knock down ဒါ low kick ကန်ပြီး right cross ထိုးတာဒါ formula ပဲလေကျွန်တော်နီးကြတွေကတော့ဒါအောက်ကနေအကြံပြုနေတယ်ပေါ့ဒီကမှာလောက်ပညာစုံနေညီလေးတော့ဒါမျောလင်းလို့ရနေပြီဖိုးချစ်တဲ့အနေနဲ့ကန်တာကိုနည်းနည်းလေး focus ထားနိုင်ကောင်းမယ်ဗျသူကန်တာနည်းနည်းလေးအဲ့လိုလေးနည်းနည်းလေးရိုင်တဲ့သဘောမှာကျွန်တော်တိတ်တော့သဘောမကျဘူး။အိုးဘော်ရီရှိုးဝင်သွားတဲ့အတိုင်းရညီလေး။အိုးကွက်တီပဲညီလေး။နတ်ဆန်ကတော့ boxing နေရာမှာတော်တော်ကောင်းတယ်ပဲလက်ကတော့။ကန်ပြီးရတဲ့ခါတွဲလုံးလက်သီးနဲ့ကလိုက်တာကွက်တီပဲ။အ Telegram ပါနေတာလေးနည်းနည်းလေးဟိုအယောင်ပြပေါ့နော်အယောင်ပြဝင်တာလေးနည်းနည်းလေးလိုအပ်တယ်။အဲ့ဒါလေးဖြောင်းနိုင်တော့ကောင်းမယ်။အောက်ပိုင်းကန်ချက်ပါမယ်တော့ကောင်းတယ်။ဒီစားတော့တော့လို့မရဘူးနော်ထက်ကန်ဆိုတာပဲလက်ကစ်တွေကိုလုံးအောင်ယူမဆိုင်တယ် I eat lunch for leg kick အိုးကလင်းရှော့လုံးဝင်သွားပြီဒါ NSMA ရဲ့ Napsan ရဲ့ signature လို့ပြောလို့ရမှာဗျ step နန်းဆန်ရတယ်စုပ်တက်တော်ကောင်းတာပဲညီလေး step approach တော်တော်ကောင်းတယ်ကျွန်တော်ကြည့်ရတယ်နန်းဆန်ဖူကခုနဆိုင်းလုံးလျင်နေလို့ပဲတပုံစံထွက်တယ်ညီလေးဒီပွဲမှာတော့ stamina ကလေးကတော့ stamina တော့အဲ့လောက် recovery လည်းမြန်တယ်တိတ်ကြောက်စရာအိုးbro အေးခုနဒူးတိုက်တာလေးကနည်းနည်းလေးလွန်သွားတယ်ဗျပွဲပြီးဖို့ကလည်းဒါ10စက္ကန့်ပဲလိုရတယ်ပေါ့အိုးတယောက်တစ်ချက်ပဲညီလေးခဏနားရအောင် round 2ဘယ်မှာတော့ကျွန်တော်တော့ဖိုးချစ်သေးကိုပို့ပြီးတော့အမှတ်ပို့ပေးတယ်ဗျ engagement ပို့များလို့ round 1ပေါ့နော် round 2မှာတော့ဒါနီးပြားတွေရဲ့အချံပေးခြင်းနဲ့အတူတူဒီစစ်တဲ့ပိုင်းတွေကပြောင်းလဲမှာပဲညီလေးရဲ့တော့ဘယ်လိုပြန်လာမလဲပေါ့ဘယ်လိုပြောင်းလဲတွေဖြစ်မလဲဘယ်သူကိုတာသွားမလဲတော့ကြည့်ရအောင်ဒါတော့တုံးစံပါအဲ့ဒီချက်လေးဆိုလို့ရှိရင်ဒါအချိန်ကြောင့်နေသွားတဲ့အချက်အဲ့ကတ်သမားသားလေးရန်သဘောကျလက်ကမေးကဒီစတဲ့လည်းတွဲလုံးကတော့ကောင်းတယ်။ကွက်တီပဲကေးပေါက်စင်တွဲလုံးနေမှန်တယ်ဟော။လေးပိုက်တာလေးဖြစ်ပေမဲ့လုံးဝရှိန်မနေဘူးတယောက်ကိုတယောက်။စားတော့သွားနောက်လို့မရဘူး။လေးပိုက်တာဆိုပြီးအချိန်မလေးနဲ့အခုပြီးနဲ့သွားကြည့်လိုက်။ကျွန်တော်ငယ်ငယ်တော့ဆိုမိုဟော့တွေထောင်ပြီးထိုးနေတာ။
Okay Okay ဆိုင်ထုတ်ကုန်ရပြီညီလေးဒီအချိန်မှာတော့အာလုံးဝ pressure ပဲပြီးလိုက်ထုတ်ကုန်ရပြီ နေစဉ်တန်းကတော့ဘရောမှာတာတဲ့တဘောမှာရှိတယ် flying ကြီးကို နေစဉ်တန်းအနေနဲ့ body shot လေးနည်းနည်းနှိုက်ခံထားရတဲ့အနေအထားမှာရှိတယ် ဟိုဝေးအိုးအောက်ပိုင်းကန်ချက်တွေ ခုနအောက်ပိုင်းကန်ချက်အနေတော်တော်များတယ် ဝင်သွားညီလေးအောက်ပိုင်းကန်ချက်ဝင်သွားတဲ့အတွက်ကြောင့်မလို့ဒါ movement နဲ့ပြေးသွားတယ်ပေါ့ success landing လို့ပြောလို့ရတယ်ခုနကျွန်တော်ဖိုးချစ်တဲနေတယ်အမှခြေတော်လေးနည်းနည်းစာသွားတာသတိထားပြီ တော့ကတော့ကန်ပြီးရတယ် post ကြီးတွေတော့ကတော့ အော် စွတ်ကကန်သွားညီလေးဟိုဘက်က over ပြန်ထုတ်သွားတယ် တော်လာ ဟေး over နေများတယ်တော့ spinning back လက်ရိုက်တာပညာတော့ဆိုရင်ညီလေးကရုံနဲ့မလိုက်အောင်အေး jet step in နဲ့ဝင်သွားတာတော့ jet ကိုโอ้ ခုနတစ်ချက်ကလူတကြီးကိုဒဲထိသွားတာအော်ခုနအချင်းမလို့တော့တော်တော်လာတယ် โอ้လက်ဝဲကြီးချက်ပြီးပါပြီဒီပြရတော့လုံးဝ pressure ပေးဖို့pressure ပေးပြီးလိုက်ထုတ်ဖို့ဒါကြံပေးရပေါ့နေစင်တဲ့အနေနဲ့ညီလေးပြောရရင် तू ကဒီ kickboxing တွဲလုံးတွေကိုဒါကွက်တီသုံးချနိုင်ဒါဒုတိယချီပြီးဖို့ကလည်းဒါစက္ကန့်ဝက်လောက်ပဲကျန်တော့တယ်ပေါ့39စက္ကန့်မိနစ်ဝက်လောက်ပဲကျန်တော့တဲ့အချိန်မှာ အဲ့လိုမျိုးလေခြေတော့တက်တဲ့ချိန်လေးမှာ landing မလုပ်ခင်ဝင် brawl နိုင်လို့ရှိရင်တော့တော်တော်တက်တာ ဟာ bro ကုန်ကြပြီပေါ့โอ้ that's something bro shit less than second တော့မိုက်တယ်ပြောလို့ရတယ် Okay ဒါ second round က Round 3 ဒီပွဲမှာ Final round ဒါကျွန်တော်တို့နေစဉ်တန်းကိုအမှတ်တာလို့ပြောလို့ရတယ် နေတဲ့ဒုတိယချီမှာနိုင်ငံတာသွားတယ်။တော့နှစ်အောင်ကောင်းကြပါလေညီလေး ဒီ round တော့ bro တော့အဲ့နေရာမှာနည်းနည်းလေးဒါခံကောင်းတယ်လို့ပြောလို့ရတယ်အဲ့နေရာလေးကနည်းနည်းလေးအဲ့နေရာတဲ့နေရာ ။ဆိုင်ကန်တဲ့အချိန်မှာအနေနဲ့များတယ်လို့ အဲ့ over လေးဆိုပြီးတာ ။ဘောကစပင်းပဲဖြစ်တော့အဲ့ဒါကြီး ဒီနေ့ကတော့ပြောရတော့မသုံးသေးတော့တဲ့တက်ကြီးတာ ။ဒါမဲ့အခုလေးသုံးနေကြတော့မှာပဲညီလေး အဲ့တော့ elbow လာပြီးတယ်နားနေတော့ဒီနေ့ elbow တော့ Round 3 Final ဒီ round စပြီးတော့ final တော့ ။ final မှာတော့ဘလို့ပြောင်းလဲလောင်လဲဆိုတော့ကိုတို့ကြည့်ရမယ်။အေးညီလေး ရေရကောင်ကျသွားတယ် ရေရကောင်လေးကန်ချက်တွေတော့အများကြီးထွက်တယ် ထွက်တယ်ဒါပေမဲ့ပေါင်ကျသွားပြီဗျ ။အိုးစူပါမန်ပဲတွေပဲ Superman twin ခက်တယ်။အိုးဒါဆိုရင် low blow နေရအောင်နိုင်ငံထိသွားတယ်ပေါ့ ခဏလေးအနားတောင်းတဲ့ခြေနေပေါ့နော် အခုဆိုတော့ဒါ low blow နေရအောင်မတော်တဆထိသွားတယ်ပေါ့
အိုး ဒါဆိုတော့ နေနေနဲ့ pressure လိုက်ပေးနေပြီတောက်လျှောက်1 2လုံးဝင်သွားတယ်ညီလေးဝေးဂျက် ဒါဆိုတော့ကိုမရတော့ဘူးဘိုးချစ်သေးကလုံးဝပြိုသွားတဲ့နေရာမှာရှိတယ်ခုနလိုဘလို့ကန်ခမ်းလို့လာတော့မသိဘူးပေါ့နော်ဒါပေမဲ့ ဂျက် over ပြန်လာတယ်ဂျက်ပြန်လာတယ်ညီလေး ပြိုနေပြီဗျမရတော့ဘူး ထွက်တယ်ညီလေး over နဲ့ပြန်ထွက်တယ် ဇွဲရတော့နော်အသေးနဲ့ဇွဲရတော့ဒါကျွန်တော်တကယ်ချီးကျူးတယ်ဗျဒီကလေးနေရောအိုးဒန်ဘရို body kick ဝင်သွားတယ်တော့က ခုန overhead လေးဝင်သွားတယ်အဲ့ဒီအများရနော် overhead ဝင်အနေနဲ့အများရတော့မရှိ แล้วဟုတ် right cross အော် โอ้body kick high kick ကဲချက်ရတော့ကောင်းတာပဲညီ ဒီ လေး ကတော်တော်ကြီးကောင်းတယ်လို့ပြောလို့ရအန်ဒီလည်းများတဲ့ကန်ရက်တွေထဲမှာပါတယ်ဗျ နောက်ဆုံးမိနစ်ကိုရောက်နေပြီပေါ့တတိယအချီရဲ့ရေကုန်ရေကန်းအချီပေါ့အိုး body kick ကွက်တိ body kick နဲ့ right cross နဲ့လဲရတာကြီးလေးအိုး high kick ကြီးဗျာ fly kick fly kick fly kick ဘို့ fly kick ဘာမှမဖြစ်ပါဘူးအစ်စေးပါ နည်းနည်းလေးခုနတက်လုံနေဆိုတော့အဲ့ဒါအန်ဒီအများပြီဗျ ဆက်ဆက်ကပ်မယ်လို့ပါတော့လဲပွဲပြီးပေါ့အိုး โอเคကျွန်တော်တို့ဒါကတော့ဒီနှစ်ယောက်ကဗျမပြတ်ဘယ်လိုခေါ်မလဲ ဘလို့ကောင်းတော့ညီလေးကပြောခက်တယ်ဗောနှစ်အောင်လုံးကကောင်းကြတယ်ဒါပေမဲ့အကိုအနေနဲ့ကတော့ဒါနေစဉ်တန်းသေချာထိချက်တွေပို့ထိုးနိုင်လို့မြင်တယ်ဗောဒါပေမဲ့နှစ်အောင်လုံးကောင်းကြပါတယ်ဒီ73နှစ်အရွယ်နဲ့လောက်ဒါကန်ချက်တွေမျိုးစုံတွဲလုံးတွေအများကြီးညကန်းတွေအများကြီးပြသွားတယ်ဗော ဟို precision တွေနဲ့ပြောရရင်တော့နေစဉ်တန်းရဲ့ precision ကတော့ပို့ပြီးတော့ထိတယ်ပေါ့နော်ထိချက်တွေထိကြတယ်ပို့ပြီးတော့မြန်တယ်အားပို့ပါတယ်ပေါ့နော်ဘိုးချစ်တဲကဒါဟိုဒီနေ့ကျသွားတဲ့သဘောမှရှိတယ် overshadowization ကတော့မကြခင်မြင်ရမှာပါ ဒါတင်တကားပြူကမြောက်သွားတာဗျ low kick cross အဲ့တစ်ချက်မှာအားလာနည်းနည်းလေးပါတယ်ဆိုတော့ကောက်ကြမယ်ဒီလောကကလေး ဒီ73နှစ်အရွယ်မှာတော့ဒါတွဲလုံးနေနဲ့ဒီစနစ်ကိုပဲကြည့်ရပါညီလေး 38 kg ဝေဒန်ကစ်ပေါင်တဲ့ပွဲစဉ်မှာတော့အမတ်ဘေးတိုင်း3ဦးရှိသည့်နဲ့အမတ်ဘေးတိုင်း2ဦး၏အမတ်သားဖြင့်အနိုင်ရရှိသွားသူကတော့အပြာတော်ကနမ်စန်တာဖိုင်တာနေ